medical check up လုပ်လို့ diagnose ထဲမှာယောဂရှိတယ်လို့ဆိုရင်လည်းဝမ်းမနေနဲ့ယောဂမရှိဘူးဆိုလို့လည်းမပြောနဲ့ယောဂမရှိဘူးဆိုလဲတနေ့သိမှာပဲယောဂရှိတယ်ဆိုတဲ့လူလည်းသိမှာပဲတခါတလေယောဂမရှိဘူးဆိုတဲ့လူကတော့အရင်သိချင်းသိတတ်တယ်မဟုတ်ဘူးလားအဲ့တော့ဘာပဲဖြစ်ဖြစ်လူဘဝရလာရင်နောက်ဆုံးဟာသိချင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသိထားသည်အတွက်ကြောင့်မသိခင်ကိုဘာတွေလုပ်နေသင့်တယ်လဲမစင်စားသင့်ဘူးလားစဉ်းစားသင့်တယ်ဒီတိုင်းမနေသင့်ဘူးလူဆိုတာတဏိသေးမှာကြီးလည်းသိတာပဲငယ်လည်းသိတာပဲမြတ်စွာဘုရားဟောထားတယ်လေဒေဟရာသမဟန္တာသယေဘာလာယေသပန္တိတာသဗ္ဗေမစ္စုဝတံယန္တိတဲ့ဒေဟရာသငယ်ငယ်လည်းသိတာပဲတဲ့မဟန္တာသအသက်ကြီးမှလည်းသိတာပဲတဲ့ယေဘာလာယေသပန္တိတာမသိနားမလဲတဲ့လူလည်းသိတာပဲတဲ့ပညာတတ်တဲ့လူလည်းသိတာပဲတဲ့မသိတဲ့လူရှိလားအေးမရှိဘူးဆိုတာသိထားပြီးတဲ့နောက်မှာကိုဘာလုပ်သင့်တယ်ကြောက်နေဖို့မဟုတ်ဘူးเนาะရင်ဆိုင်ရဲဖို့ဒီချင်းတရားဟာကြောက်ဖို့မဟုတ်ဘူးရင်ဆိုင်ရဲဖို့ပဲမှန်မှန်ကန်ကန်နဲ့ရင်ဆိုင်ရဲရမယ်ဒီလိုဆိုလိုတာ